အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့တရမရန်မြန်မာဒရာမှာသင်ရတဲ့ခေါင်းစဉ်၃ခုအကြောင်းကိုမိတ်ဆက်သွားမှာဖြစ်ပါတယ်အဲ့ဒါအပြင်နန်အထူးပြုထဲကခေါင်းစဉ်တစ်ခုအကြောင်းကိုလည်းဆွေးနွေးသွားပါမယ်ပထမဦးဆုံးအနေနဲ့တရမရန်မြန်မာဒရာမှာနန်အထူးပြုရဲ့ကရိယာအထူးပြုနဲ့ဝဋ္ကြရိုးဆိုပြီးတော့မှခေါင်းစဉ်၃ခုသင်ကြားရမှာဖြစ်ပါတယ်နန်ထူးပြုထဲမှာဆိုရင်တော့နောက်ဆက်ပါတယ်နောက်ဆက်မပါတဲ့နန်ထူးပြုရဲ့နဲ့အညွန်းအမေးတင်ချာနံအထူးပြုဆိုပြီးတော့မှခေါင်းစဉ်၅ခုပါဝင်ပါတယ်။ကရိယာအထူးပြုမှာလည်းပဲအချိန်ပြအမူအရာပြအချိန်နေပြပမာဏပြနဲ့အမေးကရိယာအထူးပြုဆိုပြီးတော့မှခေါင်းစဉ်၅ခုရှိပါတယ်။ဝဋ္ကြရိုးမှာတော့စတမတန်းမှာသင်ကြားခဲ့ရတဲ့ကတ္တာပုတ်နဲ့ကရိယာပုတ်တွေအပြင်အဖြည့်ကတ္တာကံပုတ်အဖြည့်ကံဆိုပြီးတော့မှဒီပုတ်၅ခုစလုံးကိုအသုံးပြုပြီးတော့မှဝဋ္ကြတွေဘယ်လိုဖွဲ့ကြမလဲဆိုတာတွေကိုသင်ယူရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီဗီဒီယိုမှာတော့နံအထူးပြုထဲကခေါင်းစဉ်တစ်ခုဖြစ်တဲ့နောက်ဆက်ပါတဲ့နံအထူးပြုအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။နောက်ဆက်ပါတဲ့နံအထူးပြုမှာနှစ်ပိုင်းထပ်ပြီးတော့ခွဲထားပါတယ်။တစ်ခုကတော့ဒီနေ့သင်ကြားရမယ်သောတိမိတဲ့မဲ့ပါဝင်တဲ့နံအထူးပြုတွေရဲ့နောက်တစ်ခုကတော့ကဣရဲ့နှစ်နဲ့ဆိုတဲ့နောက်ဆက်ပါတဲ့နံအထူးပြုပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာလေ့လာကြရမယ်သောတိမိတဲ့မဲ့နောက်ဆက်ပါတဲ့အနံထူးပြုတွေကိုကြည့်လိုက်ကြရအောင်အဓိကအချက်မှာပြောပြထားတဲ့အတိုင်းပဲဒီနံထူးပြုတွေဆိုတာကငကိုရှိနေတဲ့နံကိုထူးခြားအောင်လှုပ်ထားပေးတဲ့အတွက်သူတို့ကိုနံထူးပြုစကားလုံးတွေလို့ခေါ်ပါတယ်အခုဒီနောက်ဆက်ပါတဲ့နံထူးပြုထဲမှာတော့မူရင်းကရိယာစကားလုံးကိုပေးထားတဲ့သောတိမိတဲ့မဲ့စတဲ့နောက်ဆက်လေးတွေနဲ့တွဲဆက်လိုက်တဲ့အခါမှာနံကိုအထူးပြုတဲ့နံအထူးပြုစကားလုံးလေးတွေဖြစ်လာပါတယ်။ပို့ပြီးတော့ရှင်းလင်းသွားအောင်တာရကလေးနဲ့လေ့လာကြည့်ရအောင်။ပထမတာရကမှာတော့ရိုးသားဆိုတဲ့စကားလုံးကိုတွေ့ရမှာဖြစ်ပါတယ်။ရိုးသားဆိုတဲ့ကရိယာကိုအနောက်ကနောက်ဆက်တွေဖြစ်တဲ့သောတိတဲ့ဆိုတဲ့နောက်ဆက်တွေနဲ့ဆက်လိုက်တဲ့အခါမှာနံအထူးပြုစကားလုံးရပါတယ်။ပထမစာကြောင်းမှာရိုးသားသောမိန်းကလေးဒါမှမဟုတ်ရိုးသားသည့်မိန်းကလေးဆိုပြီးတော့မှအရေးဝတ်ကြတွေမှာသုံးလို့ရပါတယ်။တကယ်လို့အပြောဝတ်ကြမှာသုံးကျင်တယ်ဆိုရင်တော့သောသည့်နဲ့တူညီတဲ့အဓိပ္ပာယ်စကားလုံးကတဲ့ဆိုတဲ့နောက်ဆက်စကားလုံးပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ရိုးသားတဲ့မိန်းကလေးဆိုပြီးတော့မှအပြောဝတ်ကြတွေမှာအသုံးပြုလို့ရပါတယ်။နောက်ထပ်တစ်ခုကိုလေ့လာကြည့်ရအောင်။ဒီစာကြောင်းမှာတော့ထူးချွန်ဆိုတဲ့ကရိယာကိုတွေ့ရပါမယ်။မိဆိုတဲ့နောက်ဆက်နဲ့ဆက်ပြီးလိုက်တဲ့အခါမှာထူးချွန်မိចောင်းသားဒါကတော့အရေးဝတ်ကြပုံစံဖြစ်ပါတယ်။အပြောဝတ်ကြဆိုရင်တော့မိဆိုတဲ့နေရာမှာမဲ့ဆိုတဲ့စကားလုံးနဲ့ပြောင်းလဲသုံးစွဲရမှာဖြစ်ပါတယ်။ထူးချွန်မဲ့ចောင်းသားဒီဝတ်ကြနှစ်ခုစလုံးကိုကြည့်လိုက်တဲ့အခါမှာအပေါ်မှာဆိုရင်မိန်းကလေးဘလို့မိန်းကလေးလဲရိုးသားတဲ့မိန်းကလေးအောက်မှာဆိုရင်လေចောင်းသားဘလို့ចောင်းသားလဲထူးချွန်မဲ့ចောင်းသားစတာတွေကိုသုံးထားတာတွေ့ရပါမယ်။ဒါကြောင့်မလို့နံအထူးပြုဆိုတာကရှိနေတဲ့နံကိုပို့ပြီးတော့မှထူးခြားသွားအောင်ထည့်ပေးရတဲ့စကားလုံးတွေဖြစ်ပါတယ်။ဒီနေရာမှာတော့နံအထူးပြုဖြစ်လာဖို့ရန်အတွက်သောတိမိတဲ့မဲ့စတဲ့နောက်ဆက်စကားလုံးတွေကိုသုံးနှုန်းထားတာတွေ့ရပါမယ်။နမူနာစကားလုံးတွေကိုလေ့လာကြည့်ရအောင်။နံပါတ်1မှာဆိုရင်နံကနေနံအထူးပြုကိုပြောင်းလဲရမှာဖြစ်ပါတယ်။မုံရယ်ကားရယ်ပန်းဆိုပြီးတော့မှနံ3လုံးပေးထားပါတယ်။နမူနာပြောင်းလဲထားတဲ့ပုံစံတွေကိုလေ့လာကြည့်တဲ့အခါမှာမုံဆိုရင်ချိုသောမုံကားမြန်သည့်ကားပန်းဆိုရင်ပွင့်မိပန်းဒီ3ခုစလုံးကိုတော့အရေးဝတ်ကြတွေမှာသုံးထားတဲ့ပုံစံဖြစ်ပါတယ်။အပြောဝတ်ကြကိုပြောင်းမယ်ဆိုရင်တော့သောဆိုရင်တဲ့သည့်ဆိုရင်လည်းပဲတဲ့မိဆိုရင်တော့မဲ့ဆိုပြီးတော့မှပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။နံပါတ်2ကိုကြည့်ရအောင်။နေသာသောနေ့တစ်နေ့တွင်အစော့မတ်သည့်ဖိုးထူးနှင့်အမဖြစ်သူဝင်းမာတို့သည်အိမ်လာမိဧည့်သည်များအတွက်အေးဖြော်နေကြသည်။မင်းတို့တွေလာမယ့်စနေရောက်ရင်ပိုကျဲတဲ့ကွင်းမှာကစားဖို့ထက်ချင်းထားတယ်ဆိုအငင်းတန်နဲ့ဖိုးစီလဲပါမယ်မဟုတ်လား။ရံဖြစ်မဲ့ကိစ္စတွေမပါစေနဲ့နော်။ပေးထားတဲ့ဝတ်ကြမှာ
အရေးဝတ်ကြနဲ့အပြောဝတ်ကြတွေကိုပေါင်းစပ်ထားပါတယ်ပထမဦးဆုံးအရေးဝတ်ကြမှာဆိုရင်တော့နေ့ဘလို့နေ့လဲနေတာသောနေ့ဖိုးထုဘလို့ဖိုးထုလဲအစောမတ်တိဖိုးထုနောက်ဧည့်သည်ဘလို့ဧည့်သည်လဲအင်္ဂလာမီဧည့်သည်ဒီနေရာတွေမှာအရေးဝတ်ကြဖြစ်တဲ့အတွက်ဒေါ်ဒီမိစတဲ့စကားလုံးတွေကိုသုံးထားတာတွေ့ရပါမယ်နောက်တစ်ခုအပြောဝတ်ကြတွေမှာတော့စနေဘလို့စနေလဲလာမယ့်စနေနောက်ကွင်းဘလို့ကွင်းလဲပိုကျဲတဲ့ကွင်းနောက်ဖိုးစီဘလို့ဖိုးစီလဲအငင်းတန်တဲ့ဖိုးစီပါနောက်ဆုံးကိစ္စဘလို့ကိစ္စလဲဆိုရင်ရန်ဖြစ်မဲ့ကိစ္စဒီနေရာတွေမှာတော့မဲ့တဲ့ဆိုရဲအပြောဝတ်ကြတွေမှာသုံးရမယ်အဆက်စကလုံးတွေသုံးထားတာတွေ့ရပါမယ်ဒါကြောင့်ဒီနေ့ဆွေးနွေးခဲ့တဲ့နောက်ဆက်ပါနံအထူးပြုအကြောင်းကိုအချင်းချုပ်ရမယ်ဆိုရင်တော့နံအထူးပြုဆိုတာကပေးထားတဲ့နံစကလုံးရဲ့အတိတ်ပဲကိုထူးခြားသွားအောင်ကူညီပေးတဲ့စကလုံးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာဒေါ်ဒီမိဒေမဲ့နောက်ဆက်ပါတဲ့နံအထူးပြုအကြောင်းကိုသင်ခဲ့ရတာဖြစ်တဲ့အတွက်ပေးထားတဲ့နံကိုနံအထူးပြုနဲ့တွဲချင်တယ်ဆိုရင်တော့ကရိယာစကလုံးကိုစဉ်းစားပါပြီးတဲ့အခါမှာကိုသုံးမဲ့ဝတ်ကြပုံမူကြည့်ပြီးတော့တင့်တော်တဲ့နောက်ဆက်စကလုံးနဲ့ဆက်လိုက်မယ်ဆိုရင်နံအထူးပြုစကလုံးကိုရပါမယ်ဒါကတော့ဒေါ်ဒီမိဒေမဲ့နောက်ဆက်ပါတဲ့နံအထူးပြုအကြောင်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့နောက်ဆက်ပါတဲ့နံအထူးပြုနောက်တစ်မျိုးဖြစ်တဲ့ကဤရဲ့နှင့်နေဆိုတဲ့သင်ခန်းစာအကြောင်းကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်